အားလုံးပဲမင်္ဂလာပါခင်ဗျာ Horror Story မြန်မာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တင်ချိုင်ဟောင်းဘေးကတငင်းပင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာ Channel လေးကို Subscribe လေးနဲ့အားပေးထားခဲ့ကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာဒီဖြစ်ရဟာထိုင်းနိုင်ငံရန်အောင်မြို့နီးကခြံတစ်ခြံမှာဖြစ်ခဲ့တာပါအဲ့ဒီအချိန်တုန်းကတငယ်ချင်း၃ယောက်ဟာနေစားချံအလုပ်သမားအဖြစ်အလုံးလုံးနေကြပါတယ်။သူတို့၃ယောက်ရဲ့နာမည်တွေကတော့ငဆန်၊ကြော်ကြီးနဲ့မျိုးဦးတို့၃ယောက်ဖြစ်ကြပါတယ်။သူတို့၃ယောက်ကနေတိုင်းလိုမနက်၈နာရီအလုပ်သွားဖို့အိမ်ကနေထွက်ခဲ့ကြရပါတယ်။နေထွက်စအချိန်မှာခြံထဲကိုတစ်နေ့တာအလုပ်ကိုစတင်လုပ်ကင်ကြရပါတယ်။သူတို့လုပ်ရတဲ့ခြံကတာမန်ခြံတစ်ခြံတော့မဟုတ်ပါဘူး။ခြံရဲ့ဘေးတစ်ဖက်တစ်ချက်မှာနှစ်ပေါင်းများစွာတက်တန်းရှိတဲ့လောဘာချမ်းကြီးတစ်ချမ်းရှိနေပါတယ်။အဲ့ဒီလောဘာချမ်းအကြောင်းကိုဒေသခံတွေပြောကြတာကတော့အရင်တုန်းကအဲ့ဒီနေရာဟာတင်းချိုင်းဟောင်းတစ်ခုရှိခဲ့ဘူးတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အလုပ်သမားအချို့ကတော့ညနေမှောင်လာရင်အဲ့ဒီလောဘာချမ်းဘက်ကိုမသွားရဲကြဘူးလို့ပြောတတ်ကြပါတယ်။ငဆန်ကြော်ကြီးနဲ့မျိုးဦးတို့ကတော့အဲ့ဒီလိုစကားတွေကိုအရန်အလေးနဲ့မထားပဲနေ့တိုင်းလိုလုပ်နေကြပါတယ်။ဟေးဂျော်ကြီးနဲ့ငမျိုးနောက်ကျနေပြီဟေ့ငဆန်းကလှမ်းအောင်လိုက်ပါတယ်။ငမျိုးကပြေးထွက်လာပြီးကွာဒီနေ့တထေးကနောက်ကျရင်စူအောင်မယ်။ငကြော်ကတော့အေးပါမနဲ့စောစောအော်မနီနဲ့ဟာငဆန်းကဒီနေ့အလုပ်မမြန်ပြီးရင်ညနေစောစောပြန်ရအောင်။ငမျိုးကလည်းဟုတ်တယ်ဒီရပိုင်မိုးကလည်းရွာချင်းသလိုပဲဟာ၃ယောက်သားစကားတပြောပြောနဲ့ခြံဘက်ကိုထွက်လာခဲ့ကြပါတယ်လောဘခြံကိုမြင်တော့ငမျိုးကတူတူလေးပြောလိုက်တယ်ဒီနေရာကအရင်ကတင်းချိုင်းဟောင်းဆိုကြော်ကြီးကရဲပြီးမင်းကလည်းရွာကလူကြီးတွေပြောတာကိုယုံနေတာလားဟာမဆန်းကတော့ယုံနာမယုံနာထက်မလေးမစားတော့မလုပ်သင့်ဘူးကွာအဲ့ဒီနေ့ကလည်းပုံမှန်အတိုင်းအလုံးလုံးနေကြရင်မနေ့10နာရီလောက်ရောက်တော့အနားယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့နားနေကြနေရကလောဘာချမ်းနဲ့ကလေးရရှိတဲ့တငင်းပင်အိုကြီးတပင်ရဲ့အောက်မှာပါအဲ့ဒီမှာထိုင်ပြီးအိမ်ကယူလာတဲ့မုတ်တွေကိုထုတ်စားကြပါတယ်ငဆန်းမှာအလေးအကျင့်တစ်ခုရှိပါတယ်သူမစားခင်အစားအသောက်နည်းနည်းကိုမြေကြီးပေါ်အရင်ပစ်ချလေးရှိပါတယ်ကိုစားရင်တခြားသူတွေလည်းစားရပါစေလို့ပြောရင်အမြဲလုပ်နေကြအလေးချင်းတစ်ခုပါငမျိုးကလည်းငဆန်းလိုပဲမုံနည်းနည်းကိုပြစ်လိုက်ပါသေးတယ်ဒါကိုမြင်တော့ကြော်ကြီးကရဲပြီးမင်းတို့အယူတွေများလိုက်တာကွာဘာမှလည်းမရှိပါဘူးဟာငဆန်းနဲ့ငမျိုးကတော့ဘာမှပြန်မပြောပဲပြုံးယုံပဲပြုံးလိုက်ကြပါတယ်မုံစားပြီးတဲ့နောက်ဒညင်းပင်ကြီးမှာဒညင်းသီးတွေအများကြီးပဲပြောင်းနေဒညင်းသီးတော့ခုရအောင်ကွာ၃ယောက်သားအတီးခုကိုထားလိုက်ကြပါတယ်အဲ့ဒီအချိန်ထိအားလုံးကပုံမှန်ပါပဲဒါပေမဲ့ဒညင်းသီးကိုခူးဖို့အလုံးမှာငကြော်တယောက်ရုတ်တရက်ချော်လဲသလိုဖြစ်သွားပြီးပြုံးဆိုတဲ့အတန်နဲ့တူမြေကြီးပေါ်ကိုလဲကျသွားပါတယ်အစာပိုင်းမှာတော့ချော်လဲတာပဲလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့သူမလှုပ်တော့ဘူးငဆန်းနဲ့မျိုးအပြေးသွားကြည့်လိုက်ပါတယ်ငကြော်ရဲ့မျက်လုံးတွေကမျက်ဖြူလန်နေပါတော့တယ်သူတို့နှစ်ယောက်လည်းအလန့်တကြားနဲ့ခြေမကိုင်မီလက်မကိုင်မီဖြစ်ကခြေမချိုးရေနဲ့ပြန်လှုပ်လိုက်ကမှခဏအကြာမှာတော့ငကြော်တယောက်အသက်ပြင်းပြင်းရှူရင်တတိပြန်ရလာပါတော့တယ်ဒါပေမဲ့တတိရလာတဲ့ငကြော်ကအရင်လိုမဟုတ်တော့ပါဘူးသူကဘသူ့ကိုမှမကြည့်ပဲဝူဝါဆိုတဲ့အတန်တွေထွက်နေပြီးတယောက်ယောက်ကိုရမ်းလိုနေသလိုမျက်နှာအမူအရာတွေပြောင်းလဲလာပါတော့တယ်ငကြော်ရဲ့အခြေအနေကတဖြည်းဖြည်းပိုဆိုးလာတာကြောင့်ငဆန်းနဲ့မျိုးဦးတို့လည်းဘာလို့ရမှန်းမသိတော့ပါဘူးနောက်ဆုံးတော့ငကြော်ရဲ့အမိစီကိုအမြန်ဆုံးဖုံးဆက်အကြောင်းကြားလိုက်ကြပါတယ်ဖုံးဆက်ပြီးမကြခင်ပါပဲကြော်ကြီးတယောက်သူ့မျက်လုံးတွေကပုံမှန်မဟုတ်တော့ပါဘူးဘသူကမှမကြည့်ပဲလောဘာချံဘက်ကိုကြည့်နေပါတယ်ရုတ်တရက်သူကလေးဘက်ကုံပြီးအရှိန်ပြင်းပြင်းနဲ့လောဘာချံဘက်ကိုထပြေးပါတော့တယ်ငကြော်ဟေ့အောင်ငကြော်တငယ်ချင်းနှစ်ယောက်နောက်ကပြေးလိုက်ကြပေမဲ့ဘယ်သူမှဖမ်းမမိပါဘူးသူ
သူကလောဘပင်တွေကြားထဲမှာပတ်ပြေးနေပြီးတခါတလေအတန်ကြဲကြဲអော်တယ်တခါတလေတယောက်ယောက်နဲ့စကားပြောနေတယ်လို့ကောင်းငိမ့်နေပြန်တယ်အဲ့ဒီချိန်မှာငကြောရဲ့အမေလည်းအလင်းမြန်ရောက်လာပါတယ်သူယူလာတဲ့ပရိတ်ရေကိုငကြောရဲ့အပေါ်ပက်ပြီးဖျားစာတွေရုပ်ပင်မယ်ငကြောကတော့လုံးဝမငြိမ်ပါဘူးအနာကတဲ့သူတိုင်းကိုရန်မူနေပြီးရုန်းကန်နေတာကြောင့်လူအင်အားနဲ့ဝိုင်းထိန်ထားရပါတယ်နောက်ဆုံးမှာတော့အနီးနားကဘုန်းကြီးကျောင်းကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်လူစံတာကကျောင်းဝန်းထဲဝင်လိုက်တာနဲ့အရင်ကလိုရုန်းကန်နေတာတွေရောသွားပါတော့တယ်ဆရာတော်ရှိရောက်တဲ့အချိန်မှာတော့ငကြောကဖြည်းဖြည်းချင်းငြိမ်ကျသွားပါတော့တယ်ဆရာတော်ကခဏလောက်စိုက်ကြည့်ပြီးအေးအေးဆေးဆေးမိလိုက်ပါတယ်မင်းဘာဖြစ်နေတာလဲငကြောကခဏလောက်ငြိမ်နေပြီးရုတ်တရက်ထိုင်းဘာသာနဲ့ပြန်ပြောလာပါတယ်အဲ့ဒီစကားတွေကိုကြားလိုက်ရတော့အနားမှာရှိနေတဲ့သူအကုန်လုံးအံ့ဩသွားပါတော့တယ်ဘာကြောင့်လဲဆိုတော့ငကြောဟာထိုင်းဘာသာကိုအဲ့ဒီလောက်မပြောတတ်တဲ့သူဖြစ်လို့ပါပဲသူပြောတဲ့အဓိပ္ပာယ်ကတော့သူဟာဒီနေရာမှာနေတာကြာပြီဖြစ်ကြောင်းသူ့အတွက်အစားအသောက်မချတဲ့အပြင်မလေးမစားပြုတ်မှုခဲ့တာကြောင့်မကျေနပ်ကြောင်းပြောနေတယ်လို့အဲ့ဒီမှာရှိတဲ့ထိုင်းဘာသာနားလေသူတွေကပြန်ဆိုပြပါတယ်ဆရာတော်ကအေးအေးဆေးဆေးပဲပြောလိုက်ပါတယ်သူတို့ကမသိလို့လုံးမိတာပါနောက်တစ်ခါဒီလိုမဖြစ်စေရဘူးသူတို့ကိုလည်းပြန်တောင်းပန်ခိုင်းမယ်အဲ့ဒီလိုပြောပြီးတဲ့နောက်ဆရာတော်ကပရိတ်ယူပြီးပရိတ်ရည်နဲ့ပက်ဖြန်းပေးပါတယ်ခဏအကြာမှာတော့ငကြောရဲ့အမူအရာကတဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာပါတယ်သူမျက်လုံးဖွင့်လာတဲ့အချိန်မှာတော့ငါဘာဖြစ်သွားတာလဲသူအခုလေးတင်ဖြစ်ပျက်ခဲ့တာတွေကိုလုံးဝမမှတ်မိတော့သလိုဖြစ်နေခဲ့ပါတယ်ငကြောတတိပြန်ရလာပြီးတဲ့နောက်ဆရာတော်ကဖြစ်ပျက်ခဲ့တာတွေကိုအေးအေးဆေးဆေးရှင်းပြပေးခဲ့ပါတယ်ဆရာတော်ပြောတာကဒညင်းမေကြီးအနီးမှာအဆောင်သဘောမျိုးရှိတယ်လို့ဒေသခံတွေယုံကြည်ကြောင်းအဲ့ဒီနေရာကအရင်တုန်းကတင်းကျန်းဟောင်းရှိခဲ့ဘူးတယ်လို့လည်းပြောစကားတွေရှိကြောင်းဒါကြောင့်အဲ့ဒီနေရာကိုရောက်ရင်အနေတိုင်းအပြောဆိုဆင်ခြင်ဖို့တတိပေးခဲ့ပါတယ်သူတို့ဘာသာငြိမ်ငြိမ်လေးရှိတဲ့နေရာကိုတွားပြီးမစော်ကားပါနဲ့အဲ့ဒီနေ့နောက်ပိုင်းကစပြီးကြော်ကြီးတယောက်အဲ့ဒီခြံကိုအလုတ်သွားတဲ့အခါတိုင်းအရင်လိုမစင်မကျင်မပြောရတော့ပါဘူး။ဒညင်းပင်နာကိုရောက်ရင်လည်းလေးလေးဆဆပဲနေပါတော့တယ်။ဒီနေ့အထိလည်းအဲ့ဒီဖြစ်ရက်ကိုသူမမေ့နိုင်သေးပါဘူး။ဒီဇလန်းဟာကျွန်တော်တငယ်ချင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရက်ကိုအခြေခံပြီးပြန်လည်တင်ဆက်တာဖြစ်ပါတယ်ခင်ဗျာ။ကာယကံရှင်တွေရဲ့နာမည်ကိုပြောင်းလဲအသုံးပြုထားပါတယ်ခင်ဗျာ။ဒီလိုနေရာမျိုးကိုရောက်ခဲ့ဘူးရင်လည်းမိတ်ဆွေတို့အနေနဲ့ဘယ်လိုပြုမှုကြမလဲမိတ်ဆွေတို့ရောကြုံခဲ့ဘူးကြလားဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာတင်းချိုင်ဟောင်းဘေးကတငင်းမင်းဆိုတဲ့ဇလန်လေးဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထူးလွင်ဖြစ်ပါတယ်ခင်ဗျာ